နဲ့ပြန်ရေးကတွေးစားရမလွယ်ပါနဲ့ရေရှာတဲ့သက်ပံဝေးကြဆွေးရမှသိကြတယ်ဒီကမျက်မှန်လေးနဲ့လေးနှမရဲ့ကွယ်ဗီဒီယိုစီဆက်ဆံရေးကြောင့်ဝေးကြရမယ်ထင်ပါတယ်ရေနဲ့ပြန်ရေးကတွေးစားရမလွယ်ပါနဲ့ရေရှာတဲ့သက်ပံဝေးကြဆွေးရမှသိကြတယ်ဒီကမျက်မှန်လေးနဲ့လေးနှမရဲ့ကွယ်ဗီဒီယိုစီဆက်ဆံ